စင်မော်မှာမိုးရင်တဲ့သချင်းဆိုရင်နဲ့ဓာတ်လိုက်လို့ဒုက္ခရောက်သွားခဲ့တဲ့ဖိုးချေမြန်မာနိုင်ငံမှာနာမည်ကြီးအောင်မြင်ကျော်ကြားတဲ့စမင်းသားတွေအများပြပေါ်ထွန်းခဲ့ပူပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ခေတ်ကာလအခြေအနေအရမြန်မာစက်သမင်ကိုလောကကာတွေပျောက်ကွယ်သွားစေခဲ့ပါတယ်။အဲ့ဒီထဲမှာပြည်သက်အထူးကင်အားပေးသလိုဇသမင်လောကကိုခေတ်နဲ့ညီတိုးတက်အောင်လို့လှုပ်ဆောင်နေတဲ့စမင်းသားလေးကတော့မြို့ရွှေမန်းရဲ့သားဖိုးချစ်ပဲဖြစ်ပါတယ်။ဖိုးချစ်ကတော့ဘဝတူဇမင်းသမားတွေအပေါ်မှာလည်းရန်ကိုစေတနာကောင်းကကြီးစုဆောက်ရှောက်ပေးနေသလိုအခြားတစ်ဖက်မှာလည်းဇသမင်လောကကိုစံသစ်တီထွင်အောင်ဖန်တီးချပြနေတာပါဖိုးချစ်တည်ထောင်ထားတဲ့မြို့ရွှေမန်းသားချစ်ဇသမင်ဟာအခုဆိုရင်တော့မြမဇသမင်လောကမှာအသုံးပြုနေတဲ့ပကြီးလက်ကဆွဲတွေကခင်မိနေတာကြောင့်ဒီຢာတွေကိုအသုံးပြုကပြည်သက်တွေကြီးစုမှုစံသစ်အောင်လို့တီထွင်ခဲ့တာလည်းဖြစ်ပါတယ်ဖိုးချစ်ရဲ့စကုံဟာရာသီဥတုအတိုင်းတကယ့်အပြင်မှာရှုခင်းတဲ့အတိုင်းပြုလုပ်ခဲ့တာပါအထူးသဖြင့်မိုးအတူရွာချနိုင်ခဲ့တာပါယခုမှအင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဟာဆိုရင်ဖိုးချစ်ဟာဇက်ခုံပေါ်မှာမိုးအတူရွာချပြီးတဲ့ခြင်းတွေဆိုပြနေခဲ့တာပါဖိုးချစ်နဲ့အတူပင်နိုင်ကောင်းဆောင်မင်းသမီးတို့ဟာလည်းအစောတော်ဆိုင်းဆိုင်းခန့်လိုက်ရဲ့ဝမ်းနဲ့ချင်းမှတ်တဲ့သခြင်းကိုစုံတွဲတီဆိုဖော်ပြနေတာပါဒီလိုမျိုးတီဆိုဖော်ပြနေစဉ်အတွဲမှာစင်မော်မှာမိုးအစ်စ်တွေနဲ့ performance ရအောင်ရေပိုက်တွေနဲ့မိုးအတူတွေဖြန်းပြီးဖိုးချစ်နဲ့ဆိုဆိုဟာချမ်းလို့တုံတလို့လုပ်ပြနေခဲ့တာပါဒါပေမဲ့လည်းမိုက်ထဲကိုရေဝင်ကဖိုးချစ်တယောက်တကိုယ်လုံးစက်ခနဲ့ဖြစ်ပြီးမင်းသမီးသွားကိုမိုက်နဲ့သွားထိခဲ့တာပါမင်းသမီးကလည်းသွားနဲ့မိုက်ကိုထိကနာကျင်လုံးမျက်နှာကိုဟိုဘက်လက်သွားရှာရပါတယ်ဒါကြောင့်လည်းအင်တာနက်ပေါ်မှာဖိုးချစ်တက်လိုက်တဲ့ဆိုပြီးဗီဒီယိုဖိုင်ကတော်တော်လေးကိုပြန့်နှံ့သွားပြီးလူပြောများသွားခဲ့တာလည်းဖြစ်ပါတယ်ချက်မှတ်မထားပဲလူလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားတဲ့အဆိုတော်ချင်းကြီးမြန်မာနိုင်ငံတနိုင်ငံလုံးငလီပေးတန်ကြောက်ရောက်နေချိန်မှာအသက်အန္တရာယ်ဆုံးရှုံးလိုက်ရတဲ့အဆိုတော်ကတော့အဆိုတော်ချင်းကြီးပါအဆိုတော်ချင်းကြီးဆိုတာကတော့အလွန်ကဖီဆွဲနေပြီး platform show စတဲ့တခြင်းတွေနဲ့တည်ဆိုရင်းနဲ့ပြည်သက်တွေကြားမှာအမြင့်ကျော်ကြားပြီးရေပန်းစားလာခဲ့သူပါနာမည်ကြီးဆိုတော့တယောက်ဖြစ်ပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံရဲ့နာမည်ကျော်ဆိုတော်ကြီးဟာမတ်လ31ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ကြောင်းသူ့ရဲ့ညီမဖြစ်သူကပြည်သက်တွေကိုတည်ပေးလာခဲ့တာပါအဆိုတော်ကြီးကြီးဟာကွယ်လွန်ခဲ့တဲ့အချိန်မှာတော့အသက်82နှစ်အရွယ်ရှိတာဖြစ်ပြီးကွယ်လွန်သွားတဲ့အချိန်မှာဆိုတော်ကြီးကြီးမှာဇနီးတဲ့မဆန်နေနဲ့သူတားလေးတယောက်ကျန်ခဲ့ပါတယ်အဆိုတော်ချင်းကြီးကွယ်လွန်သွားခဲ့တဲ့အဓိကအကြောင်းရင်းကတော့သွေးပေါင်ကျကအောက်ဆီဂျင်ပြတ်တာဖြစ်ပြီးဆုံးမသွားတာဖြစ်တယ်လို့ဇနီးဖြစ်သူမဆန်နာကပြောဆိုခဲ့ပါတယ်အဆိုတော်ချင်းကြီးဟာဒီမတိုင်ခင်ကပါယိုကျိုးကကြောက်ကက်ထိထားတယ်လို့လည်းဆိုပါတယ်ဒီလိုမျိုးကြောက်ကက်ထိထားတဲ့ဒဏ်ရာတွေကြောင့်လည်းချင်းကြီးဟာစီးကြိုတွတ်တက်တာသွေးပေါင်ကျတာတွေခဏခဏဖြစ်တယ်လို့ဆိုပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံမှာငလင်ကြီးလုပ်ပြီးတော့ရပ်ပိုင်းကြာမှာဆိုတော့ချင်းကြီးဟာမတ်လ30ရက်နေ့မှနေမကောင်းဖြစ်ကအောက်ဆီဂျင်ကျပြီးအသက်ဆုံးရှုံးသွားလိုက်ရတယ်လို့သိရပါတယ်။အခုဆိုရင်တော့မြန်မာနိုင်ငံမှာစကိုင်းတိုင်းဒေသကြီးကိုဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ငလျင်တန်းကြောင့်လူပေါင်းများစွာတပ်အိုးအိမ်စီစဉ်ကို